အားလုံးပဲမင်္ဂလာပါဒီတစ်ခါမှာတော့ကျမကဒီနီးစီပန်းဖူးလေးကိုထုတ်ပြတ်သွားမှာဖြစ်ပါတယ်နီးစီပန်းဖူးလေးကိုထုတ်ဖို့အတွက်ကျမဒီချီကိုဒီလိုပုံစံမျိုးကိုင်ပြီးမှဒီလိုကွင်းလေးလောက်လိုက်ပါမယ်ပြီးရင်ဒီကွင်းထဲမှာချီကိုဆွဲယူပြီးတော့ပုံမိတစ်ခါထိုးမယ်ပြီးရင်ဒီကွင်းထဲမှာတိုက်တူ9တိုင်ထိုးပါမယ်တစ်တိုင်နှစ်တိုင်သုံးတိုင်လေးတိုင်9တိုင်9တိုင်ထိုးပြီးလို့ရှိရင်ဒီချီကိုဆွဲစီလိုက်ပါမယ်ဒီလိုရှိရင်ဒီဘက်ကပထမအုပ်စုတစ်ပေါက်ကိုဒီလိုထိုးပြီးတော့ချီကိုဒီလိုဆွဲစီလိုက်ပါမယ်ပြီးပုံမီတစ်ချက်တည်ပါမယ်ပြီးရင်ပထမအုပ်စုတစ်ပေါက်ကိုတစ်ပေါက်သေးကိုတိုက်တူနှစ်ခါထိုးပါမယ်တစ်ခါနှစ်ခါနောက်တစ်ပေါက်မှာတစ်ခါthe bomale ka naka ka naka ka naka နောက်ဆုံးပုံမှာရောက်ပြီဆိုရင်ဒီဖက်ကအပေါက်ကိုထိုးပြီးတော့ဆက်လိုက်ပါမယ်ပြီးရင်ဖုတ်မီးတစ်ချက်ပြန်တဲ့မယ်ပြီးလို့ရှိရင်ဒီတစ်ခါမှာတော့ဒီပထမအုပ်စုတစ်ပေါက်မှာတိုက်တူတစ်ခါထိုးပါမယ်နောက်တစ်ပေါက်မှာတစ်ပေါက်သေးကိုတိုက်တူနှစ်ခါထိုးပါမယ်ပြီးရင်ခုနတိုင်းပဲပထမဒီတစ်ပေါက်မှာတိုက်တူတစ်ခါပြီးရင်နောက်တစ်ပေါက်မှာတိုက်တူတစ်ပေါက်သေးကိုနှစ်ခါထိုးတော့ပါမယ်ဒီပုံစံတိုင်းဒီအထိထိုးလာပါမယ်တစ်တိုင်းနောက်တစ်ပေါက်မှာတစ်ပေါက်သေးကိုနှစ်တိုင်းโอเคနောက်ဆုံးမှာရောက်ပြီဆိုတော့ဒီဖေးကအပေါက်ကိုအနေထိုးပြီးတော့ပြန်ဆက်ပါမယ်နောက်တစ်တန်းတိတ်ဖို့အတွက်ပုံမီတစ်ခါထိုးပါမယ်ပြီးလို့ရှိရင်ဒီတစ်ခါမှာတော့တပေါက်ကိုတတိုင်စီနဲ့ပတ်ပတ်လေးတိုက်တူထိုးသွားပါမယ်တတိုင်နောက်တစ်ပေါက်မှာလေးတတိုင်တစ်ပေါက်မှာလေးတတိုင်ဒီပုံစံတိုင်းဒီပတ်ပတ်လေးထိုးသွားပါမယ်နောက်ဆုံးတစ်ပေါက်မှာရောက်ပြီဆိုတော့ဒီဖက်ကိုပြန်ထိုးပြီးမှပြန်ဆက်ပါမယ်နောက်တစ်တန်းတိတ်ပေါ်တဲ့ဖုံးမင်းတစ်ခါထိုးပါမယ်โอเคဒီတစ်ခါမှလည်းခုနဒီတန်းကအတိုင်းပဲတပေါက်တစ်တိုင်စီနဲ့တိုင်တူလေးတွေထိုးသွားပါမယ်နောက်တစ်တန်းမှလည်းဖုံးမင်းတစ်ခါတက်ပြီးမှအခုအတိုင်းပဲခုနအတိုင်းပဲတိုင်တူတပေါက်တစ်တိုင်စီနဲ့ထိုးသွားပါမယ်စုစုပေါင်းတပေါက်တစ်တိုင်စီတိုင်တူကိုတခါအခုဒီမှာတခါထိုးပြီးပါနော်တခါနှစ်ခါစုစုပေါင်းတတိုင်စီကိုโอเคဒီပေါ်တတိုင်စီနဲ့လေးတန်းထိုးပြီးလို့ရှိရင်ဒီဖက်ကိုထိုးပြီးတော့ပြန်ဆက်ပါမယ်ပြီးလို့ရှိရင်ပုံမီတခါတက်မယ်ပြီးရင်ဒီတခါမှာတော့ကျမတို့တိုက်တူတခါပြီးလို့ရှိရင်တိုင်ရော့တစ်ခါလာပါမယ်တိုင်ရော့ကတော့ဒီဖက်တဲ့ချမ်းလေးကိုဒီလိုထိုးရမယ်ပြီးရင်နောက်တစ်ပေါက်ကိုလေးတစ်ချမ်းပဲဒီလိုထိုးရပါမယ်ဒီပုံစံတိုင်းဖြစ်အောင်ပြီးမှပဲချီကိုဆွဲယူပြီးတော့ပြန်ထုတ်ပါမယ်ပြီးရင်နောက်တစ်ပေါက်မှာတိုင်တူတစ်ခါပြီးရင်ဒီဖက်မှာတိုင်ရော့တစ်ခါတိုင်ရော့ဆိုတာဒီပုံစံတိုင်းထိုးရပါမယ်ပြီးရင်တိုင်တူတစ်ခါတိုင်ရုပ်တစ်ခါနဲ့ပတ်ပတ်လေးဒီအထိထိုးရပါမယ်
ရှင်ဒီဖက်ကိုထိုးပြီးတော့ပြန်ဆက်ပါမယ်ပြီးပုံမိတခါတည်းမယ်ဒီပုံစံတိုင်းရပြီဆိုရင်ဒီမှာဝကုန်းစလေးတွေဖဖုံးလေးဖြစ်အောင်ထိပ်ပေးရပါမယ်โอเคဝကုန်းစလေးတွေဒီလိုထည့်ပြီးလို့ရှိရင်ဒီလိုထည့်ပြီးလို့ရှိရင်ပုံမိတခါတည်ပြီးတော့ဒီတစ်ခါမှလည်းခုနတိုင်းပဲတိုက်တူတစ်ခါထပ်ပါမယ်ပြီးလို့ရှိရင်ဒီဖက်မှာတိုင်ရောတစ်ခါလာပါမယ်ပြီးတိုက်တူတစ်ခါတိုင်ရောတစ်ခါပါမယ်တိုင်တူတစ်ခါဒီဖက်မှာတိုင်ရောတစ်ခါပြီးလို့ရှိရင်ဒီဖက်မှာပြာထိုးပြီးတော့ဆက်ပါမယ်ပြီးဖုံးတစ်ခါတည်းမယ်ပြီးလို့ရှိရင်ဒီတစ်ခါမှာတော့တပုတ်တိုင်းစီပဲတပတ်လေ9တိုင်တူလေးတွေထိုးတော့ပါမယ်9တိုင်9တိုင်โอเคဒီ9တိုင်ပြလို့ရှိရင်ဖက်မှာပြတ်ထိုးပြီးတော့ရှက်ကိုလေးနဲ့ပြတ်ဆက်လိုက်ပါမယ်โอเคပြီးရင်ချီကိုဒီလိုဆွဲယူပြီးတော့ဖြတ်လိုက်ပါမယ်โอเคဒီပုံစံလေးရတော့ပြီဆိုရင်ကျမတို့အလေးနဲ့ဒီမှာချိုးရပါမယ်အလေးနဲ့ဒီမှာဒီလိုခိုင်ပြီးတော့ချုပ်ပေးရပါမယ်ပြီးဒီဟာကိုဒီလိုဆွဲစီလိုက်မယ်โอเคဒီလိုရတော့ပြီဆိုရင်ဒီအလေးတစ်ကနေအောက်ကိုဒီပုံစံတိုင်းချီကိုဆွဲယူပြီးတော့ဖြတ်လိုက်ပါမယ်နည်းနည်းချမ်းပြီးဖြတ်ရပါမယ်โอเคပြီးလို့ရှိရင်ဒီလိုဒီစီဖူးလေးတွေရတော့ပါပြီဖြစ်တော့ပါပြီโอเคပြီးလို့ရှိရင်ဒီတစ်ခါမှာတော့ဒီနီးစီပန်းဖိုးရဲ့အောက်ကဒီအရွက်လေးကိုထုတ်ပြတ်သွားမှာဖြစ်ပါတယ်โอเคဒီအရွက်ကိုထိုးဖို့ရအတွက်ခြေကိုဒီလိုကွင်းလေးလုံးပြီးတော့ဝေးထဲမှာတိုင်တူလေးတွေစေခါထိုးပေးရပါမယ်တစ်ခါနှစ်ခါလေးခါ6ခါ9ဆေးပြီးလို့ရှိရင်ဒီကျူးစာလေးကိုဆွဲစီလိုက်ပါမယ်ပြီးလို့ရှိရင်ဒီဘက်ကပေါက်ကိုအနဲ့ထူပြီးတော့ပြန်ဆက်ပါမယ်ပြီးလို့ရှိရင်ဒီနေရာမှာပုံမင်းလေးတွေ6ခါတက်ပါမယ်2ခါ3ခါ4ခါ5ခါ6ခါ6ခါတက်ပြီးလို့ရှိရင်ပထမအုပ်စုတစ်ပေါက်ကိုရှက်ကိုနဲ့ဆက်ပြီး sorry နောက်တစ်ပေါက်မှာတိုက်တူလေးတွေတတိုင်းပြီးလို့ရှိရင်နောက်တစ်ပေါက်မှာ
တိုင်လက်တစ်ခါတိုင်လက်တစ်ခါထိုးပါမယ်ပြီးလို့ရှိရင်နောက်တစ်ပေါက်မှာတိုင်ရှိတစ်ခါနောက်တစ်ပေါက်မှာလေတိုင်ရှိတစ်ခါပြီးလို့ရှိရင်ဒီတစ်ပေါက်မှာဒီတစ်ပေါက်ကိုကြော်ပြီးတော့ဟိုဖက်ကဒီဖက်ကတစ်ပေါက်ကိုတိုင်တူနဲ့ချိတ်ပါမယ်ပြီးလို့ရှိရင်ဒီတစ်ခါမှလည်းပြတစ်ခါပုံမီလေးတွေ6ခတ်တဲ့ပါမယ်3 4 5 6ခတ်ပြီးလို့ရှိရင်ဒီပေါက်ကိုထိုးပြီးတော့ရှော့ကုန်လေးနဲ့ချိတ်ပေးပါမယ်နောက်တစ်ပေါက်မှာတိုင်တူတစ်ခါနောက်တစ်ပေါက်မှာတိုင်လက်တစ်ခါနောက်တစ်ပေါက်မှာတိုင်ရှိတစ်ခါနောက်တစ်ပေါက်မှာလည်းတိုင်ရှိတစ်ခါဒီလိုရှိဒီအပေါက်ကိုကျော်ပြီးတော့ဒီဖက်ကပေါက်ကိုတိုင်တူနဲ့ပြန်ရှိပါမယ်ဒီပုံစံတိုင်းပတ်ပတ်လေးဒီအထိထိုးလာပါမယ်ပြီးလို့ရှိရင်နောက်ဆုံးတစ်ခုကိုရောက်ပါပြီတစ်ပေါက်ကျော်ပြီးနောက်တစ်ပေါက်ကိုထိုးပြီးတော့ဒီနေရာမှာကတိုင်တူနဲ့မရှိဘဲနဲ့ရှက်ကောင်နဲ့ချိတ်ပြီးတော့ဒီမှာဖုံမင်းတစ်ချက်ပေးပြရပါမယ်ပြီးလို့ရှိရင်ချီကိုဆွေးယူပြီးတော့ဖြတ်ပါမယ်ပြီးရင်ကျွန်မကဒီနေရာကိုအဆင်ပြေတယ်လို့ဒီလိုချီပေးလိုက်ပါမယ်โอเคဒီပုံစံလေးရတော့ပါပြီโอเค